ကိုရီးမိတ်ဆွေအားလုံးမင်္ဂလာပါပထမဆုံးအနေနဲ့ကိုရီးရဲ့ YouTube channel ရတယ်ကိုရီးမိတ်ဆွေအားလုံးကိုကြိုလိုက်ပါတယ်အဲ့တော့ဒါတောင်ပိုင်းတိုင်း viewer မှုဒါ viewer 22 viewer မှုဒါ soft chain တည်ဆုံးမှုပေါ့ soft chain တည်ဆုံးမှုသိရတာရှိတာအဲ့တော့ဒါ၎င်းတို့ဘက်ကအဲ့တဲ့နဲ့ပတ်သက်ပြီးတော့အသေးအံဖုံးတာဘယ်လောက်ထိဖုံးလဲဆိုရင် soft chain က9ရက်နေ့မနက်6နာရီတည်းအသေးဆုံးတာ၎င်းတို့တချို့သောသတင်းဌာနတွေကလည်းကိုထင်းတို့တေလန် channel တွေကဖော်ပြမှသာလေ၎င်းတို့သိရှိရတယ်၎င်းတို့ဘက်ကသတင်းဌာနတွေဒါရေးသားဖော်ပြတာလေအရင်တော့ဖတ်ပြဒါလေရင်ပုံစံထိမှန်ပြီးတော့စီးကူနေတဲ့ viewer 20 viewer မှုစောချင်းဒါကြဆုံးတယ်ဒါပဲခူးတိုင်းအနောက်ဘက်ခြမ်းတာယာဝတီခရိုင်တွင်းနဲ့အခြေပြုလှုပ်ရှားနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ ING ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် viewer 20 viewer မှုစောချင်းကိုလွန်သွားခဲ့ပါတယ်လို့အခြေအနေတွေကိုသိရှိထားတဲ့ PDF အဖွဲ့ဝင်တွေကသိရှိရပါတယ်တဲ့ဒါ viewer မှုစောချင်းကလေရင်ပုံစံထိမှန်ပြီးဒဏ်ရာတွေကိုတော်လိုင်းရေးနေမြေတွေကုသနေရင်ဒါဇွန်9ရက်မနက်ပိုင်းရရှိလာတဲ့ဒဏ်ရာတွေနဲ့ကိုလွန်သွားခဲ့တယ်လို့သိရှိရပါတယ်တဲ့အင်္ဂါနေ့မနက်6နာရီလောက်ကဆုံးမသွားတယ်လို့သိရှိရပါတယ်ဒီသတင်းဟာကိုရီကအရင်သိရမှာမဟုတ်ဘူးဒါဘောမ channel တွေဒါစစ်တပ်ထောက်ခံတဲ့ KBS channel တွေကအရင်တက်လာလို့စုံစမ်းကြည့်ရမှာသိရတယ်ကဲစေကုသနေတာမသက်တာပဲအချင်းတွေစိုးနေတယ်ဒါသိတာကိုပဲသိတယ်ဒဏ်ရာရတယ်ကသိတယ်ဒီလိုမျိုးတက်လာပဲတဲ့ channel တွေကသိရှိတာဆိုရင်၎င်းတို့အင်မတန်စိုးရိမ်ကြကောင်းတယ်ဆိုပြီးဖော်ပြထားတယ်ပေါ့ကဲနော်၎င်းတို့အသေးအံဖုံးတယ်ဖိတယ်ဖြစ်တယ်၎င်းတို့ရဲ့အကြီးပိုင်းနော်တောင်ပိုင်းတိုင်းတပခပေါ့တပခကွင်ပေါ့ပဲခူးတိုင်းဆိုတပခကွင်ပေါ့တပခကွင်ဒါတောင်ပိုင်းတိုင်းစစ်တာချုပ်နေမြေတွေမှာရှိတဲ့ဒါ viewer 20 viewer မှုဒါ MG အမျိုးသားကာကွယ်ရေးအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဘာညာတရကောဒါ20အမှတ်20 viewer မှုဒါစောချင်းတည်ဆုံးသွားခဲ့တယ်အဲ့တော့လေရင်ဘုံစားမှန်ပြီးတည်ဆုံးခဲ့တယ်အဲ့တော့စောချင်းလေရင်ဘုံစားမှန်တာဘယ်နည်းနည်းမှန်ခဲ့တာလဲအဲ့ဒါစဉ်းစားမှချက်စောချင်းက9ရက်နေမှာလေရင်ဘုံစားမှန်တယ်အပြင်းနဲ့တရားရှိတယ်အဲ့ဒါကို၎င်းတို့အသေးသေးကြိတ်ပြီးကုတယ်အဲ့ဒါကိုလေကိုရင်းတို့တေရ channel တွေကဖော်ပြတယ်အဲ့တော့9ရက်နေမနက်6နာရီမှာစောချင်းရတည်ဆုံးတယ်စောချင်းတည်ဆုံးတာ9ရက်နေ7နာရီဝန်းကျင်မှာကိုရင်းတို့သိရှိရတယ်ဒါကိုရင်းတို့တေရ channel မှာရေးသားဖော်ပြကြတယ်တချို့တော့ဒီကောင်တွေရဲ့သတင်းဌာနပါဆိုတဲ့ကောင်တွေကမသိဘူးအားကြောင့်၎င်းတို့တတိယဖုံးတာတဲ့အဲ့တော့စောချင်းက9ရက်နေမှာလေရင်ဘုံစားမှန်ပြီးတော့ဒဲဟာပြင်းထန်ရခဲ့တယ်အဲ့9ရက်နေဆိုရင်ဇွန်တနင်္ဂနွေနေ့ကြာမှာပေါ့ဇွန်လ9ရက်နေ့ဆိုရင်တနင်္ဂနွေနေ့ပေါ့နော်ဟုတ်တယ်တနင်္ဂနွေနေ့ကြာအဲ့တော့6ရက်နေ့မှာတောင်ကူအဲ့ဒီနေရာမှာလည်းပြောချင်တာခစ်တစ်တို့မစ္စည်းမာတို့ DVB တို့အစခစ်တစ်ဆိုဘာပြောတာလဲတောင်ကူကိုထင်းတို့ရဲ့တမရရောက်ရှိနေတဲ့အချိန်မှာဟာရှော့တာတော့နေဖြစ်ခဲ့တာကတိလေးလွဲသွားတယ်ကတိလေးလွဲသွားတယ်ပေါ့အဲ့တော့9ရက်နေ့မှာစောချင်းလင်းဘုံစားထိမှန်တယ်နော်6ရက်နေ့မှာလည်းဒါနိုင်ငံတော်သမ္မတကြီးပါဝင်တက်မလို့ဒါခေါင်းဆောင်အကြီးကြီးတွေအားလုံးတောင်ကူခီးရင်သွားတယ်အဲ့ဒါကိုလေတကောင်းလို့ပြပြရမ်းပြီးသတင်းဌာနတွေကဒါခစ်တစ်တို့ဘာလို့ပါဝင်ဒါရှေ့တိုင်းလုံးပြစ်ခဲ့တယ်ဆိုတဲ့သတင်းဌာနဖော်ပြတယ်အဲ့ရှေ့တိုင်းလုံးပြစ်ကောင်းပြစ်ခဲ့တယ်ဒါပေမဲ့လူကြီးတွေရှိတဲ့နေရာတော့မဟုတ်ဘူးမရောက်ရှိနိုင်ဘူးဒါပေမဲ့တောင်ကူမှာရှိတဲ့ဒါတရင်တစ်ဖွဲ့တီနီယာတစ်ခုကိုတော့တကောင်းလို့ပြစ်ခဲ့မှာပြစ်ခဲ့တယ်လို့လေကိုတို့ကြားသိရှိရတယ်ပေါ့အဲ့တော့နိုင်ငံတော်သမ္မတကြီးပါဝင်ဒါစစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးကြီးတွေနိုင်ငံတော်ကြီးကြီးတွေတွာလာတဲ့ခီးစဉ်မှာတကောင်းတို့ဒီလိုလုပ်တယ်ဆိုတော့အဲ့တော့6ရက်နေ့စနေနေ့ကခီးစဉ်ရှိတယ်နော်ဒါနေချင်းမြန်ပဲ9ရက်နေ့မှာစောချင်းရလေဘုံသားထိမှန်အဲ့တော့တချို့တော့ဒီတက်မတော်အားပေးတွေ့နေတဲ့ channel တွေမှာဒါဖော်ပြကြတာပေါ့နော်ဖော်ပြကြတဲ့အကြောင်းအရာလေးပေါ့အဲ့တော့စောချင်းရဒါသတင်းပေးလို့ဆိုတော့ဒါလည်းမှန်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲခရီးပြောပြရပြီလေဒီတစ္ဆာပေါက်အဖွဲ့အစည်းတွေနိုင်ငံတော်တစ္ဆာပေါက်အဖွဲ့အစည်းပေါ်တစ္ဆာပေါက်တဲ့တော့နိုင်ငံတော်တစ္ဆာပေါက်တဲ့နိုင်ငံဝန်ထမ်းတွေအဖွဲ့အစည်းကိုတစ္ဆာပေါက်တဲ့စစ်ပီးတွေဒါပြည်ပြည်ဝန်းရမ်းတွေစုဝေးရမှာတစ္ဆာတရားတို့ယုံကြည်မှုလို့ဆိုတော့အောင်မြင်မှုလို့ဆိုတော့တစ်သလုံးမရဘူးလို့ခရီးပြောတာပြီလားတသိမ်းမရပြောတာအဲ့တော့ဒီလိုနိုင်ငံတော်အကြီးအကဲတွေခီးစဉ်မှာဒီလိုပြစ်ခဲ့တယ်ဆိုတော့ကိစ္စ၎င်းတို့ဘက်ကဖော်ပြကြတော့အဲ့တော့ဒါ9ရက်နေ့မှာစောချင်းဒါဒိုင်ယာထိမှန်
ပြင်းတဲ့ရရှိနေတဲ့သတင်းကြားရှိရတော့ကိုတို့ပြုံးမိတယ်ပေါ့နော်ဒီကောင်တွေကတော့မလို့တဲ့လို့သွားလို့တဲ့ခါကျတော့သမခံရပြီအဲ့တော့9ရက်နေ့ဒါ7နာရီလောက်ကျတော့သိဆုံးပြီဆိုတော့သတင်းကြားကြည့်ရအဲ့တော့စောချင်းက9ရက်နေ့မှာထိခိုက်ဒဏ်ရာရှိတယ်6ရက်နေ့မှာနိုင်ငံတော်သမ္မတကြီးပါဝင်စစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးတွေတောင်ကိုခီးတင်သွားတယ်အဲ့ဆက်ကြည့်မယ်ဆိုရင်၎င်းတို့ဒါခစ်တူကိုတေးရှိမှခစ်တူဘာလို့ ကလဲရှော့တဲ့နဲ့ပြတာကတိလေးလေးရတယ်ဒါပေမဲ့သမ္မတကြီးခီးတင်သွားလာနေတဲ့ပတ်ဝန်းကျင်ဒီတူဝိုက်ဘာမှမကြောက်ဒါလို့ပြစ်ခဲ့တနေရာတော့ပြစ်ခဲ့လိမ့်မယ်ဒါပေမဲ့စဉ်းစားကြည့်ဟုတ်ပြီနော်အဲ့ဒါ၎င်းတို့ကလည်းစောချင်းကိုဒါမလိုလားမှုတွေကြောက်ဒါစောချင်းကဒီဘယ်လိုပြောမလဲဆိုရင်ဒီ PDF မြို့သမီးတွေပေါ့ဒါလေမိုင်းဆိုင်ရာကြော်စော်ကားမှုတွေပြီးတဲ့ခါကျရင်၎င်းတို့ဘက်မှာလည်းအဆင်ပြေမှုတွေများစွာရှိတယ်အဆင်ပြေမှုများစွာရှိတယ်ပေါ့ဒါလည်းကိုယ်မပြောတော့ပြောချင်ဘာဖြစ်လို့လဲဆိုတော့လူတယောက်မကောင်းကြောင်ပါဇက်ကနေပြောရတယ်ဆိုတာသိပြီးတော့ကိုယ်တို့နေလည်းမပြောချင်ဒါကိုယ့်ကိုယောက်ျားဆန်လို့လည်းမထင်ရအောင်အဲ့လိုမျိုးအဲ့လိုခံစားမိလို့မပြောချင်ဘူးပေါ့အဲ့ဒီကြောင်းတဲ့ကိစ္စတွေပတ်သက်ပြီးတော့ဒါစောချင်းရှိတဲ့နေရာအတိအကျသတင်းပေးတယ်ဒီနောက်တစ်ခုဖတ်ပြရအောင်နော်ဒါပြီးခဲ့တဲ့ရက်ပိုင်းက NUG တောင်ဝန်နဲ့စစ်ဒေသဗျူဟာမှုဆိုတဲ့ဒီကျမ်းဘက်ကောင်စောချင်းရောက်ရှိနေတဲ့စကန်အတိအကျကိုတဲ့စောချင်းကိုမကြည့်တဲ့ PDF အဖွဲ့ဝင်တွေကသတင်းအတိအကျပေးဖို့ကြရဒါဘုံကျဲချေမှုရှင်းလင်းနိုင်ခဲ့ပြီးတော့စောချင်းတွေကပြင်းထန်သွားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဇွန်9ရက်နေ့မှာတော့ဒဏ်ရာရတွေကြောင့်စောချင်းဆိုတဲ့ကောင်ဒါစုံမသွားခဲ့ပြီးတော့ဒါ NUG PDF တွေဒါစောချင်းတွေဒါဖုံးဖိထားကြတယ်ဆိုပဲတဲ့စောချင်းကိုတဲ့ဒါမကျင်တဲ့အဖွဲ့ဝင်တွေချင်းချင်းပေါ့နော်ဒါသတင်းပေးလို့ဒါဘယ်သူဘဝဖြစ်ဖြစ်ပေါ့သတင်းပေးတဲ့ PDF ကိုတော့ကျေးဇူးတင်မိတာအမှန်ပဲတဲ့ကဲအဲ့တော့စောချင်းတရှိရဲ့နေရာကိုသတင်းပေးတယ်ဆိုတာဒါမီဒီယာတွေတော်တော်များများဖော်ပြနေကြတာမှန်တယ်အဲ့ဒါမှန်လားဆိုမှန်တယ်တစ်ဖက်မှာလည်းစောချင်းတရှိရဲ့နေရာကိုဘာကြောင့်လေကြောင်းပုံကျရှင်းလင်းလဲဆိုရင်ရှေ့မှာကိုယ်ပြောပြပါပဲနော်စောချင်းက9ရက်နေ့မှာလေကြောင်းပုံကျရှင်းလင်းခံရတယ်6ရက်နေ့မှာဒါနိုင်ငံတော်သမ္မတကြီးပါဝင်တက်မတော်ခေါင်းဆောင်ကြီးကြီးသွားတယ်တောင်ခီးစဉ်ကိုဒါတခြားတနေရာကိုရှော့လိုက်တော့ပြစ်ပြီးတော့၎င်းတို့ပြည်ပြည်တည်ထားတာတွေမှာဟာလားရှော့လိုက်တော့ပြစ်လိုက်တာဟာနော်သမ္မတကြီးတောင်မှနေရနာကတ်ထောက်သွားတယ်လို့ပြောရေးသားဖော်ပြကြတယ်အဲ့ဒါကိုလည်းတောင်မျိုးကလူတောင်မှမသိကြဘူးဘာသာမှမကြားပါဘူးလေတောင်မျိုးမှာတဲ့တောင်မျိုးမှာဘာသာမှမကြားဘူးလေကဲအဲ့တော့ဒါအကြောင်းတရားတွေကစစ်သက်ပြီးတွေးကြည့်မယ်ဆိုရင်နော်အဲ့တော့တက်မတော်အကြီးကြီးနိုင်ငံခေါင်းဆောင်ကြီးကြီးတွေတွားလာတဲ့ခီးစဉ်မှာ၎င်းတို့တွင်ကြဲလောက်တဲ့လောက်တစ်ခုကရှော့လိုက်တော့ပြစ်တာပဲနော်ရှော့လိုက်တော့ပြစ်တာပဲဟုတ်လားကိုရင်းမင်းလည်းပြောပြပါလေရတဲ့ခါမှာဒူးချုပ်ကိုရုံးရဲ့ဒူးချုပ်ငိမ့်နော်အားလုံးအချစ်တော်ကြီးရောက်ရှိနေတဲ့အချိန်မှာဟောနော်ဒီကာမီကာစီနဲ့ဒီကောင်တို့ဖော်နေလို့လေကာမီကာစီနဲ့တိုက်လို့ဟာဒူးချုပ်ကြီးအသေးတန်ရတဲ့ခါမှာကိုရင်းရှိနေအဲ့ဒီအချိန်တော့ဟာငါတို့ရဲ့ဒုတိယခေါင်းဆောင်ငါတို့မျက်စိရှိမှာဂျူဒီဝင်နေရလားမင်းနဲ့တွေ့နေရတယ်၎င်းတို့ပြပြရဲမိဖော်ပြကြတော့ဒူးချုပ်ကြီးရပဲအသေးတန်အဲ့ဒါမန္တလေးဟုတ်လားဘာပြောကြလဲဟမ်ကိုတို့ခေါင်းဆောင်ကိုတို့သမ္မတကြီးဒါတောင်းတော့ကောက်ဦးစုချုပ်လက်ထက်မှာညနေမှာဘာပြောကြလဲစိုးရင်ဒဏ်ရာတွေဘယ်လိုရလဲဟုတ်လားစက်ငင်တော့ဖြစ်နေလားဟုတ်ဆိုအဲ့လိုစက်ငင်တော့လားရှေ့တော့ဖြစ်တာစစ်ကောင်စီဘယ်နှယောက်ကြအဲ့လိုရှေ့တိုင်းလို့ဆိုတဲ့အရာကနော်ရှေ့တိုက်ပြီးတော့ရှူးဆိုလွတ်လိုက်တယ်ရေထဲကျ900ကုန်းမရထင်းရနော်ရေထဲကျ900ကုန်းမရထင်းရတယ်တိုက်ရိုက်ပြစ်တာတွေကိုနော်တိုက်အရှိမသူ့ခါခွင်နေတဲ့အကာအကွယ်တစ်ခုရှိသွားတာပဲအဲ့မန္တလေးနိုင်ဟိုးကြက်ချန်တဲ့လေတွေကုန်ကြတယ်အဲ့ဒါကိုလည်း၎င်းတို့ကြီးသားခေါ်ရတာအဲ့တော့လန်ကတော်လူကြီးခီးစင်တွေမှာတို့ရှက်တဲ့တုံးနဲ့ပြစ်တဲ့ကောက်လေနော်ဒါစောချင်းရမင်းတို့သင်္ကန်းသားပြလိုက်တာပဲရှေးချောင်းမင်းပြစ်ကြည့်ရှေးချောင်းမင်းတို့ပြစ်ကြည့်ကိုရီးတို့ရဲ့ခေါင်းဆောင်2ယောက်ကလည်းကိုရီးတို့ရဲ့စစ်ဘက်ခေါင်းဆောင်2ယောက်ကလည်းအင်မန်လက်ဆောင်ထက်တယ်ဟုတ်ပြီနော်တီးသားကိုပြောင်းလိုက်တယ်ဟုတ်ပြီလားလေချောင်းမိုးကျမှုတွေကအတိကြပဲတိကြောက်တီးရအဲ့တော့ကိုရီးတို့ခေါင်းဆောင်တက်လာတဲ့အချိန်မှာကိုရီးပြောခဲ့တဲ့အကြအရာလေးတစ်ခုရှိတယ်အဲ့တော့ဒီရွာကရွာသားတွေအားလုံးကိုကြီးကိုတာအကြောင်းတွေဒီရွာသားတွေအချင်းစရိုက်တွေကိုသိတဲ့လူတယောက်ကိုရွာရဲ့ဥက္ကဋ္ဌတင်တာကောင်းလားမကောင်းဘူးလားဆိုကိုရင်းပြောခဲ့ဘူးလေဘာကြောင့်လဲဘာတော့လဲကိုရင်းတို့ရဲ့ခုလက်ရှိတက်မလို့ခေါင်းဆောင်ကထောက်လိုင်းကြီးခဲ့တာလားထောက်လိုင်းကြီးခဲ့တာလားအဲ့တော့၎င်းတို့လက်နက်ကန်ကျမ်းမသမားတွေလက်နက်ကန်အဖွဲ့အစည်းတွေနဲ့အင်မတန်ကြောက်ရွံ့ရမယ်ခေါင်းဆောင်တယောက်อยู่ဒီကောင်လေးဘာလုပ်နေဘယ်နေရာမှာရှိလဲဘယ်နေရာဘာလုပ်နေဆို
နဲ့မျက်လုံးတွေထောင်လိုင်းဆိုစစ်တပ်ကနဲ့မျက်လုံးနော်စစ်တပ်ကတိုက်ခိုက်မဲ့လက်နက်တွေအားလုံးရဲ့လမ်းညွှန်ပဲဒါကိုရိထောင်လိုင်းနဲ့ပတ်သက်ပြီးတော့ရှင်းတာဖြစ်နေတာထားပြီးသွားပြီနော်တနိုင်ငံပဲချတော့မယ်ဆိုဒါအရင်ဆုံးဒါနိုင်ငံတော်ကြီးကဲတွေနဲ့နိုင်ငံတော်ကြီးကဲတွေဒီစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေခေါ်တွေ့ရနေမှာထောင်လိုင်းကြီးကဲဆိုတော့မပေါအောင်ဖြစ်နော်ဒီတိုက်ပွဲကဘယ်အချိန်လေးပြီးဆုံးမယ်ဆိုတာကိုလည်းထောင်လိုင်းကြီးကကောင်းသိတယ်အားလောက်ဒီအဲ့လိုမျိုးသိတဲ့ခေါင်းဆောင်တယောက်ကတက်မလို့ခေါင်းဆောင်တယောက်ဖြစ်လာတာအမှန်ကောင်းမလားပေါ့ခုနောက်ပိုင်းဆိုသူစီမင်းစည်းကမ်းတွေကဘာတွေလုံးဝမခွင့်လို့ဘူးဆိုတာတရားဝင်ပြောထားပြီးသားပြီးအမျိုးသမီးတွေကလင်းလို့ယောက်ျားရဲ့အလုပ်ကိစ္စမှာလုံးဝဝင်ရောက်မဆွတ်ဖက်ကြဘူးဆိုတော့ဟောနှုတ်မိတ်နဲ့ပြောထားပြီးသားကဲအဲ့လိုခေါင်းဆောင်ပါတဲ့ခီးစဉ်နိုင်ငံတော်သမ္မတကြီးပါခီးစဉ်မှာနော်ရှေ့ရတော့နဲ့ရှားနေရတခုပြစ်ပြီးတော့ဟာမသိသမ္မတကြီးနာထောက်သွားသလိုဟာပြုတ်သလိုတဲ့ဖော်ပြတဲ့ကောင်လေးမင်းတို့ရဲ့တောင်ပိုင်းတိုင်းပြူအောင်မှုစောကြီးတည်ဆိုတဲ့ခါကျတော့အသေးအံဖုံးကြတာပြီးကြတာအဲ့ဒါဘာသဘောကျလဲဆိုတော့၎င်းတို့ဘက်ကသတင်းဌာနတွေကရေးသားဖော်ပြကြတာဒါစောကြီးတည်ဆိုတယ်ဆိုတာစစ်တပ်ကတော့ဘောမတွေတက်မလို့အားပေးတေးပဲ channel တွေကဒါဖော်ပြမှ၎င်းတို့သိရှိရတယ်တဲ့ကဲစဉ်းစားကြည့်ကြတယ်ဟမ်ဘလောက်တော့များလဲဟမ်တကယ်အဲ့တော့ဒါအချင်းချင်းလေးပြောရရင်6ရက်နေ့မှာစနေနေ့မှာနိုင်ငံတော်သမ္မတကြီးနဲ့ကိုရင်းတို့တက်မလို့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေပါဝင်တောင်ကူခီးကျင်သွားတယ်နော်9ရက်နေ့မှာစောချင်းရှိတဲ့နေရာအတိအကျသတင်းပေးမှုနဲ့လေကြောင်းပုံချင်းရှင်းလင်းတယ်အဲ့9ရက်နေ့6နာရီမှာစောချင်းတည်ဆုံးတယ်အဲ့ဒါကိုလည်း၎င်းတို့သတင်းထားတာရမသိဘူးနော်တက်မလို့သတင်းတွေထုတ်ပြန်သွားတာလေတက်မလို့တယ်လီဂရမ် channel တွေကသတင်းထုတ်ပြန်သွားတာလေသိရှိရတယ်အဲ့တော့အကြောင်းတရားရဲ့စက်မှုသတင်းပေးဖို့လေဒါမီဒီယာတွေသတင်းမီဒီယာသမားတွေပြောသလိုမျိုးမကျေနပ်တဲ့ PDF ဖွဲ့ဝင်တွေနော်ပြီးရင်၎င်းတို့လင်းစော်ကားခံရတဲ့ PDF တွေဖွဲ့ဝင်တွေပေါ့နော်ဒီစောချင်းကိုမကျေနပ်မှုတွေများတော့ပေါ့အဲ့ဒီ PDF တွေကသတင်းပေးဖို့လေဆိုတော့အကြောင်းတရားလည်းမှန်တယ်ဒါကလည်းအဲ့ဒီလိုသတင်းတိကျတဲ့နေရာကိုလေချောင်းပုံချင်းရှင်းနေတာအဲ့တော့တစ်ဖက်မှာလည်းနော်၎င်းတို့ခစ်တိတို့ဘာတို့ကဟာလားရှေ့တော့နေပြလို့သမ္မတကြီးနာထွက်သွားတယ်လို့ပြော၎င်းတို့ဖော်ပြကြတဲ့တောင်ပိုင်းတိုင်းတဘခဗျူအောင်ဆိုတဲ့စောချင်းတည်ဆိုတဲ့ခါကျတော့အသေးစံဖုံးကြဖိကြတာအဲ့တော့ရှေ့လိုက်တော့လည်းပြတော့မင်းတို့ဖော်ပြကြတာဘာဖြစ်တယ်ညာဖြစ်တယ်စစ်ကောင်စီဘာညာတကံပြောနေမင်းတို့ရဲ့အကြီးပိုင်းစောချင်းတော့လက်သွားပြီဟုတ်ပြီနော်ပြောချင်တဲ့ဒိတ်ပဲရှေ့လျှောက်မင်းတို့ကောင်လည်းရှေ့လိုက်တော့လည်းပြေးတဲ့ကောင်ပြေးဟုတ်ပြီနော်ပြေးတဲ့ကောင်ပြေးအဲ့ဒါလေးကိုကိုရင်းနေဒီနေရာနေပြီးတော့ပြောချင်ပါတယ်အဲ့တော့စောချင်းကိုသိဆုံးမှု၎င်းတို့ဘက်ကသတင်းဖုံးညာဖိကြတာအဲ့တော့ဘလို့သတင်းတွေလင်ညာပြီးတော့ရေးသားဖော်ပြကြအောင်လဲဆိုတော့ဒါလည်းဒီလိုအကြောင်းအရာမျိုးမှာ၎င်းတို့ဘက်ကလင်ညာပြီးဖော်ပြကြအောင်လဲဆိုလဲတော့ဖော်ပြကြပါအရှက်မရှိလုပ်ကြပါအဲ့တော့ဒါအကြောင်းအရာတွေကနှစ်ခုတည်းဆက်ဆက်နေတယ်6ရက်နေ့9ရက်နေ့မှာလေကြောင်းပုံကျရှင်းနေခံရတယ်9ရက်နေ့6နိုင်မှာတည်ဆုံးတယ်နော်အဲ့တော့ရှေ့လျှောက်ဒါနိုင်ငံတော်ကြီးကဲတွေလူကြီးခီးစင်းတွေမှာရှေ့လိုက်တော့နဲ့ပြည့်ရတဲ့ကောင်တွေပြည့်ကြနော်ပြည့်ကြရေကြ900ကုန်းမကြထင်းရဆိုလဲရှေ့လိုက်တော့နဲ့ပြည့်ရတဲ့ကောင်တွေပြည့်ကြပြီးပြီးရင်နောက်တစ်ကြိမ်လည်းမင်းတို့ဘွားတွေကဟုတ်ပြီနော်ငင်းမင်းနဲ့သွားပြီးတော့မစ်ဆက်ကလည်းအားလေးတော့ဒီနေရာလေးပြောချချင်လိုက်ပါတယ်နော်